ပြည်သူအစိုးရ NLD ကိုသမ္မတကြီးဖြစ်စေချင်ကြတာဗျမင်္ဂလာကောင်အောင်အမှန်ပြောလို့ကျေးဇူးတင်ပါတယ်ဆွမ်းနာမေကုံတော်သေးတော့ဗျထုံးတဲ့စကားလေးတွေရက်သွားလို့နော်ဒါပေါ့ကျွန်တော်တော့အခုလောလောဆယ်ခါးစီးပြီးခံနေတယ်ကျွန်တော်လိုမျိုးပဲဘယ်သူတွေခံနေရလဲတော့မသိဘူးနော်ကျွန်တော်ကတော့ပေးထားခရီးတိုင်းကျွန်တော်ခါးစီးခံနေပါတယ်နော်နောက်တစ်ခုကတောင်းပန်ပါတယ်လုံးဝတောင်းပန်နေပါတယ်နော်အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်ပေါ့ပြောမဆိုမရှိခဲ့တာတွေအားလုံးတော့ကျွန်တော်လုံးဝတောင်းပန်ပါတယ်နော်ကိုမောင်နဲ့အစကတည်းကအခုလိုဖြစ်လာမယ်ဆိုတာတကယ်မသိတာလားဟာဒီမိကုန်းကြီးရက်ဆက်လိုက်တာတကယ်ရက်ဆက်လိုက်တာတကယ်ပါကျွန်တော်တို့မသိတာပါနော်ဟာလေကိုမောင်ပြောတာမှတ်မိသေးလားတမလာကြီးလုံနေပြီလေဟာဒီမိကုန်းကရက်ဆက်လိုက်တာဗျာနော်ဟာဟုတ်ပါလေကျွန်တော်တို့လုံးဝငြင်းငယ်မိပါတယ်เนาะကျွန်တော်လုံးဝငြင်းငယ်မိပါကျန်တဲ့သူတွေကမသိဘူးကျန်တဲ့သူတွေတောင်းမှမတောင်းမှတော့မသိဘူးဗျာเนาะကျွန်တော်ကတော့ခင်ဗျားတို့အားလုံးကိုဝင်ချတောင်းမှန်တယ်เนาะဝင်ချတောင်းမှန်တယ်ခင်ဗျားတော်လာရေးကိုပြောခဲ့မိတာအားလုံးတော့ပေါ့လေเนาะကျွန်တော်ဝင်ချတောင်းမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ထောက်ခံမှုမှာတော့ကျွန်တော်မရှိဘူးเนาะဒါပေမဲ့တော့အေးပေါ့ခင်ဗျားတို့ဖြစ်တည်လာတာလဲလူပုဂ္ဂိုလ်တယောက်သမရယူတယ်သမရယူမှုနဲ့အတူနိုင်ငံမှာအာဏာကိုအထင်အဓမ္မရယူတယ်ခင်ဗျားတို့တွေကဆန္ဒထွက်ပြတယ်ဆန္ဒထွက်ပြတာကိုအေးစေးဆန္ဒထွက်ပြတာကိုကြမ်းတဲ့ခါမှာတော့လူငယ်ရဲ့စိတ်ထဲမှာငါတို့လက်နက်ကင်မှရတော့မယ်ဆိုတဲ့အတွေးမျိုးရအောင်မြန်မာနိုင်ငံကိုကြောက်တဲ့တွန်းပို့တယ်ဟုတ်လားအဲ့အခြေအနေမျိုးရအောင်နိုင်ငံတစ်ခုကိုဖန်တီးယူတယ်နိုင်ငံဟာပြီးတော့တဖြည်းဖြည်းနဲ့စုပ်ပြတ်သွားတယ်စုပ်ပြတ်သွားပြီးတော့ခစ်ပြတ်မှာမင်းပြတ်သမရပြတ်ဝင်လုံနေပါပြီเนาะအဲ့တော့ဒါတွေအားလုံးကသူပဲဖန်ဆင်းခဲ့တယ်သူပဲဖန်တီးခဲ့တဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာကျွန်တော်အနေနဲ့ကတော့တောင်းမှန်ရုံကလွယ်လို့ဘာမှမတတ်နိုင်ပါဘူးဗျာနော်ကိုမောင်ဒီတကရှုံးသွားပြီမှန်တယ်ရှုံးသွားပြီအဲ့စကားကြီးကခုနကတော့လေနော်အဲ့တော့ကျွန်တော်အရှုံးကိုအခုဝင်ခံနေတာပါခင်ဗျားတို့ဘာများပြောချင်သေးလဲဗျာနော်မရှက်တတ်ဘူးနော်အေးဒါပေမဲ့ကျွန်တော်တော်ရှက်တယ်ခါလဲခါသီးပါတယ်နော်အဲ့ဒီဘယ်လိုခေါ်မလဲခင်ဗျားတို့ခုမင်းနဲ့မိကွန်းတိုင်းမှာကျွန်တော်ခံစားရပါတယ်နော်ကျွန်တော်ဖတ်နေပါတယ်ကျွန်တော်အကုန်လုံး comment နဲ့ကုန်တင်ပေးမယ်နော်အဲ့တော့ကျွန်တော်လိုမျိုးများဘယ်သူတွေများကျွန်တော်လိုမျိုးများပေါ့နော်ဘယ်သူတွေများခံစားနေရသေးလဲနော်လူဆိုတာပါတယ်လေလူဆိုတာမှားတတ်ပါတယ်အဲ့စကားကြီးကလည်းခံရတယ်ခင်ဗျားနှစ်သိမ့်တာခင်ဗျားနှစ်သိမ့်လိုက်တော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအသုံးမကျရောက်ပါတယ်နော်အမောက်တီအမှန်ပြင်မှုရလေဟာပြောရလိုက်တာပြောရပါမှန်ပါခင်ဗျားတော့မှန်နေအောင်နော်ဆက်ပြောပါဦးခင်ဗျာနည်းနည်းဒီနေ့ကနော်ဟိုစိတ်ထဲမှာရှင်ထဲမှာပန်းနေပွင့်တာမဟုတ်နော်တွင်းသီးနေတာတနိုင်ငံလုံးခံစားရပါတယ်နော်အဲ့တော့ရှင်ထဲမှာပန်းနေပွင့်နေတာမဟုတ်နော်တွင်းသီးနေတာတွင်းသီးပိန်းနေသီးအကုန်တီးနေတာနော်အဲ့ဒါသတိထားပါနော်ကိုမောင်ရှုံးသွားပြီဆိုတော့အဲ့စကားကြီးတော့ဆိုးပါတယ်နော်အဲ့စကားတော့အဲ့တော့ကျွန်တော်တော်တော်လေးခံစားနေရပါတယ်ခင်ဗျားတို့အစကမသိကြအောင်စောင်းနေတာမှတ်လားဟာဒီစကားကြီးကထိုးနှက်လုံးနေဗျာခင်ဗျားတို့ကလည်းခင်ဗျားတို့ပြောတဲ့စကားတိုင်းအခုချိန်မှာကျွန်တော်ထိုးနှက်နေရတူပဲနော်အဲ့တော့ကျွန်တော်တော်တော်လေးခံစားနေရပါတယ်ဟာမားလာကိုမာမန်ဒီစကားကြီးမားလာကြီးကတော်တော်ခေါက်တိုင်းမှာဗျာခါသီးလုံးပါတယ်နော်မင်္ဂလာတကားပေါ့တဘာပေါ့ကိုမောင်ရကျွန်တော်စကားတော့မပြီးတာစကားရောမှာကိုအဖွဲ့တွေပူလောင်နေကြအမြင်မကောင်းကျွန်တော်ဒီပိတ်လည်းမဟုတ်ပါဘူးဗျာနော်ကျွန်တော်ပြောဒီပိတ်ကျွန်တော်ခေါ်ပိုင်ခွင့်မရှိတော့ဘူးကျွန်တော်ဘယ်လိုခေါ်မလဲဆိုတော့လုံးဝဂရိပေးတာအတိုင်းကျွန်တော်လုံးဝမခေါ်ပါဘူးနော်အဲ့တော့ကျွန်တော်ကပွင့်နေပြောလို့ရှိရင်စစ်တပ်အားပေးထောက်ခံသူပါနော်အဲ့တိထားမှာပါလဲဆိုတော့စားလုံးရေးစကလေးကစစ်တပ်အားပေးထောက်ခံတော့ညာလည်းပဲကျွန်တော်အာဏာရှင်ကိုမထောက်ခံဘူးဆိုတော့သိစေချင်တယ်နော်ကျွန်တော်ရက်တီချက်စားလုံးစတယ်ဒီတိုင်းပါပဲဒါပေမဲ့ကျွန်တော်နဲ့ခင်ဗျားလည်းလောင်းလာရတဲ့အထက်မှာပါလဲဆိုတော့သူအာဏာယူလို့သမရအာဏာယူပြီးဝင်ထိုင်လိုက်တာ ਨੇ နော်သမရနေရာလို့ကျွန်တော်ဝင်ထိုင်လိုက်တာအဲ့ဒါကိုကျွန်တော်ကစန့်ကျင်ခဲ့တယ်စန့်ကျင်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမှားအတွက်ကျွန်တော်အခုချိန်မှာပြောသမျှစကားတွေအားလုံးနဲ့ကျွန်တော်ထိပါတယ်နော်
ကိုရီကတော့အရင်ကတည်းကဒါလိုချင်းတို့ဒီခြုံထွင်တာသိပြီးသားအေးပါဗျာနော်အဲ့ဒီစကားလည်းကျွန်တော်ထိုးနှက်လိုက်ပြန်ပြီခင်ဗျာတော့ဒီပေါ့ခံနေရတာအခုကိုမောင်အလူးလဲပဲနော်ခင်ဗျားတို့ဒါရင်ထဲမှာဒူးရင်သီးတွေနော်ဒူးရင်သီးတီးနေတာနော်ပန်းနေပွင့်နေတာမဟုတ်ဘူးနော်ယုံကြည်မှုလွန်ကဲသွားတာပါကိုမောင်ဟာထိပြန်ပြီအေးပါခါကျကျွန်တော်ယုံကြည်မှုလွန်ကဲနေတာထိပြန်ပြီဟာဒီနေ့အချိန်မှာသိနေပြီလေဗျာအမှားနဲ့မှန်ဟာလောက်ပြဟာယုံကြည်မှုလွန်ကဲသွားတာဟာဒီစကားကြီးကထိတယ်ဗျဟုတ်ပါလားနော်ကိုမောင်အစတွေကတကယ်မသိတာအံ့ဩတယ်ဟာ line ဟာရက်ဆက်တယ်ဗျာနော်ပြောချက်တွေကကျွန်တော်ခံနေရဒီနေ့တော့အလူးလဲပဲနော်ကိုမောင်ဒါမျိုးအလူးလဲတစ်ခါမှမခံဘူးနော်အဲ့တော့ဘယ်သူကြောင့်ဒင်းညောက်ခံနေရတာကျွန်တော်တော်တော်ရှက်နေပြီနော်ကျွန်တော်တော်တော်ရှက်နေပြီနော်ရသားစစ်ကိုသာသမဏဖြစ်စေချင်တာကိုမောင်ဒါဝိဒ်ဒါချွတ်လူတွေမလို့ချင်ဘူးတဲ့ဟာနော်ခံနေရတာတောင်းပန်မှုကရင်ထဲဖြစ်ပါစေဘယ်သူကတော့ဗျာခင်ဗျားတို့ကလည်းရှုံးသေးတယ်ဗျာတော်တော်ခံခတ်တာပေါ့ဗျာနော်ကျွန်တော်ခံခတ်တာပေါ့ဒါမဲ့လည်းတောင်းပန်တော့ဗျာနော်ဟာတက